ကောင်မလေးနဲ့မာဖီးယားကောင်းဆောင်တို့ချစ်ချင်းမျိုးသမီးဆရာဝန်ငယ်လေးတဦးကဒဏ်ရာရနေတဲ့မာဖီးယားကုန်းကောင်းဆောင်တဦးကိုကုသပေးနေပါတယ်။ဒါပေမဲ့ဒဏ်ရာကတိတ်ကိုခက်ခဲတဲ့နေရာမှာဖြစ်နေတာကြောင့်ဆေးကုသမှုအတွက်သူ့ပေါင်းဘီကိုချွတ်ပေးဖို့ကလွဲလို့တခြားရေးချယ်စရာမရှိခဲ့ပါဘူး။ရုတ်တရက်မာဖီးယားကုန်းကောင်းဆောင်ကဒေါသတကြီးနိုးလာပြီးဘာကြောင့်သူ့ဝတ်အစားတွေချွတ်လဲဆိုတာကိုတောင်းဆိုခဲ့ပါတယ်။ဆရာဝန်လေးဟာကြောက်လန့်တကြားဖြစ်သွားခဲ့ပါတယ်။နောက်တစ်စက္ကန့်မှာသူဟာသတိမေ့သွားခဲ့ပြန်ပါတယ်။နောက်ဆုံးမှာသူသတိပြန်ရလာတဲ့အခါဆရာဝန်မလေးကပျောက်ကွယ်နေခဲ့ပါပြီ။မာဖီးယားကုန်းကောင်းဆောင်ဟာပိုလို့တောင်ဒေါသထွက်လာပြီးအဲ့ဒီကောင်မလေးကိုရှာမယ်လို့ကြိမ်ဆိုခဲ့ပါတယ်။အဲ့ဒီအချိန်မှာကောင်မလေးကဖုံးခေါ်ဆိုမှုတစ်ခုလက်ခံရရှိခဲ့ပါတယ်။သူမအချစ်ဆုံးဖွားဆုံးပါသွားပြီဆိုတာကိုသိလိုက်ရပါတယ်။ဝမ်းနည်းမှုတွေနဲ့အတူသူမဟာမျက်ရည်တွေကျရင်အိမ်ကိုအပြေးပြန်ခဲ့တယ်။ဒါပေမဲ့သူမရဲ့ကောက်ကျစ်တဲ့အမကတကားဝမှာသူမကိုပိတ်ဆို့ထားခဲ့တယ်။သူမဟာအဖွားဆုံးပါသွားတာကိုတာဝန်ရှိတယ်လို့ဆွဆွဲပြီးအမဖြစ်သူကပုတ်ခတ်ပြောဆိုခဲ့ပါတယ်။အဲ့ဒီခိုက်တက်မှာပဲသူတို့ရဲ့အဖေကဒေါသတကြီးထွက်လာခဲ့တယ်။သူဟာသမီးနဲ့အဆက်အသွယ်ဖြတ်တောက်မယ်လို့ချက်ချင်းကြေညာခဲ့တယ်။ကောင်မလေးဟာချက်ချင်းပဲစိတ်ပြအားငယ်သွားခဲ့ပြီးဒီဖြစ်အပျက်တွေအားလုံးကိုမာဖီးယားကုန်းကောင်းဆောင်ကမြင်တွေ့ခဲ့ရပါတယ်။သူမကိုတနာသွားခဲ့တယ်။အဲ့ဒီနောက်အမကအမှန်တရားကိုတိတ်တဆိတ်ဖော်ထုတ်လိုက်တယ်။အဖွားတိတ်ဆုံးရတာကသူမကိုယ်တိုင်ကြောင့်ဖြစ်ခဲ့တာပါ။ဒီအမှန်တရားကိုကြားတဲ့အခါကောင်မလေးဟာရင်ဘတ်ထဲကအစိတ်စိတ်အမြော့အဆုတ်ဖြဲခံရတယ်လို့ခံစားလိုက်ရတယ်။ဒေါသတွေနဲ့ပြည့်နေနေတာကြောင့်သူမဟာအမဖြစ်သူစီကိုကားကိုတိတ်တိတ်မောင်းသွားခဲ့တယ်။ဒါပေမဲ့မာဖီးယားကုန်းကောင်းဆောင်ရုတ်တရက်ပေါ်လာပြီးသူမရဲ့ကားကိုအတင်းကျပ်ရပ်တန့်လိုက်တယ်။သူ့ရဲ့မျက်လုံးတွေကိုကြည့်လိုက်တဲ့အခါသူမရဲ့ဒေါသဟာတဖြည်းဖြည်းမိမ့်မိန်သွားခဲ့တယ်။သူမရဲ့အမကအခွင့်ရေးယူပြီးထွက်ပြေးသွားခဲ့တယ်။အားအင်ကုန်ခန်းသွားတာကြောင့်ကောင်မလေးဟာနောက်ဆုံးမှာလဲကျသွားခဲ့တယ်။အဲ့ဒီလူကသူမကိုသူ့အိမ်ကိုပြန်တည်သွားခဲ့တယ်။သူမနိုးလာတဲ့အခါမျက်ရည်တွေကမျက်နှာပေါ်မှာတဖန်ပြန်စီးကျလာခဲ့တယ်။သူမအချစ်ဆုံးဖွားကိုဆုံးရှုံးရတာကြောင့်ဘလို့ဆက်ပြီးအသက်ရှင်ရမလဲဆိုတာမသိတော့ဘူး။မာဖီးယားကုန်းကောင်းဆောင်ကသူမကိုတင်းကျပ်စွာဖတ်ထားပြီးလက်စားချေဖို့ကူညီနိုင်ကြောင်းကောင်မလေးကိုပြောပြခဲ့တယ်။ကောင်မလေးကသူ့ကိုမပတ်သက်ချင်ပေမဲ့သူမရဲ့အဖွားအတွက်ကြောင့်သဘောတူလိုက်တယ်။တစ်ချိန်တည်းမှာပဲကောင်မလေးရဲ့မိဘတွေကအမွေကိုရဖို့အတွက်တည်တန်းစာအတုလုပ်ပြီးအမေရဲ့မွေးနေ့ပွဲမှာဖော်ထုတ်ဖို့စီစဉ်ခဲ့တယ်။ကောင်မလေးကအရန်ဒေါသထွက်ပြီးသူ့အဖေနဲ့ချက်ချင်းရင်ဆိုင်ဖို့သွားခဲ့ပေမဲ့ကောက်ကျစ်တဲ့အမကအမှန်တရားကိုလိန်ညာပြီးအဖွားတည်ဆုံးရတာကသူမကြောင့်လို့ပြောခဲ့တယ်။အမကအဖွားရဲ့ပုံတူကိုထုတ်ယူလာပြီးပုံတူရှေ့မှာကျိန်ဆိုဖို့တောင်းဆိုခဲ့တယ်။အပြစ်ရှိတယ်လို့ခံစားမိတဲ့အမကကောင်မလေးကိုသင်ခန်းစာပေးဖို့သူမရဲ့သူငယ်ချင်းတွေကိုအချက်ပြလိုက်တယ်။ကောင်မလေးစိတ်ပြအားငယ်နေတဲ့အချိန်မှာပဲသူမမောကြည့်လိုက်တော့အဲ့ဒီလူကသူမရဲ့နောက်မှာရက်နေတာကိုတွေ့လိုက်ရတယ်